Good morning everyone, this is Taswe from MIPD Institute. Today I will be teaching some English expression အချို့ကိုကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် English expression ဆိုတာကျွန်တော်ရဲ့ daily life မှာပြောတဲ့စကားပြောတွေကိုကျွန်တော် English expression လို့ခေါ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် English slang တွေဖြစ်ပါတယ်ကျွန်တော် English စာကိုလေ့လာတဲ့သူတွေအနေနဲ့ကျွန်တော်မှာ basic English နဲ့ advanced English ဆိုတာရှိပါတယ်တနည်းအားဖြင့်ပြောရင်ကျွန်တော် standard English နဲ့ advanced English လို့ခေါ်ပါတယ်အဲ့ဒီ advanced English တွေဒီကျွန်တော် native speaker တွေကပြောနေကြစကားတွေအများဆုံးဖြစ်ပြီးတော့ standard English ဆိုတာကကျွန်တော် basic English ဆိုတာကကိုယ့်ရဲ့ own language ကနေကျွန်တော်ဘာသာပြန်ပြီးတော့အနည်းဆက်ဆုံးဖြစ်နိုင်ခြေရှိတဲ့ဟာကိုပြောနေတာတွေဖြစ်ပါတယ်အဲ့တော့ English စာကိုကျွမ်းကျင်ခြင်းနဲ့ပြောတတ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော် advanced English တွေကိုလေ့လာထားဖို့လိုတယ် native speaker တွေပြောတဲ့ပုံစံနဲ့ပြောတတ်ဖို့လိုတယ်အဲ့လိုပြောတတ်နိုင်ဖို့အတွက်ကျွန်တော် English expression တွေကိုလေ့လာထားဖို့လိုပါတယ် Let's see some examples ကျွန်တော် English expression ဥပမာအချို့ကိုနည်းနည်းကြည့်ရအောင် I don't know ကျွန်တော်မသိပါဘူးအဲ့ဒါဒီ basic English ဖြစ်ပါတယ် advanced English မှာကျတော့ I have no idea I don't have a clue ကျွန်တော်မသိပါဘူးအဲ့လိုပုံစံမျိုးပြောတာဖြစ်ပါတယ်I'm listening to you ကျွန်တော်ခင်ဗျားပြောတာကိုနားထောင်နေပါတယ် I am all ears advanced English မှာ I am all ears ဆိုပြီးတော့ပြောတာဖြစ်ပါတယ် Send me a message later ကျွန်တော်ကိုပြီးမှ message လေးပို့ပေးပါလားအဲ့ဒါကို advanced English မှာ hit me up later ပြီးမှကျွန်တော်ကိုစာပို့ပေးပါဆိုပြီးတော့ကျွန်တော်တို့ပြောတာမျိုးတွေရှိပါတယ် I decided ကျွန်တော်ဆုံးဖြတ်ချက်ချပြီးွားပါပြီ I made up my mind ကျွန်တော်ရဲ့စိတ်ကိုကျွန်တော်ပြင်ပြီးွားပါပြီဆုံးဖြတ်ချက်ချပြီးွားပါပြီ I'm not interested ကျွန်တော်စိတ်မဝင်စားပါဘူးအဲ့ဒါကိုကျွန်တော် advanced English မှာ It's not my cup of tea ကျွန်တော်လုံးဝစိတ်မဝင်စားပါဘူးဆိုပြီးတော့ပြောတာဖြစ်ပါတယ် My mistake ဆိုတာဒါဒီကျွန်တော်ရဲ့အမှားဖြစ်တယ်အဲ့ဒါကိုကျွန်တော် advanced English မှာ my bad ဆိုပြီးတော့ပြောတာဖြစ်ပါတယ်ကျွန်တော် give me more details ကျွန်တော်ကိုနောက်ထပ်အသေးစိတ် information တွေပေးပါလို့ပြောတဲ့အခါကျရင်အဲ့ဒါကိုကျွန်တော် advanced English မှာ fill me in ဆိုပြီးတော့ကျွန်တော်တို့ပြောထားရှိပါတယ် stop wasting time အချိန်တွေပြုံးတာရပ်လိုက်ပါလို့ပြောချင်တဲ့အခါကျရင်ကျွန်တော် advanced English မှာStop sitting around ဆိုတဲ့စကားလုံးကိုသုံးပါတယ် These are some examples ကျွန်တော်ဥပမာအချို့သာပြောသွားတာဖြစ်ပါတယ် English စာကို speak like a native speaker တယောက်လို့စကားကိုကျွမ်းကျင်ခြင်းနဲ့ပြောတတ်ခြင်းနဲ့ဆိုလို့ရှိရင် English expression တွေကိုကျွန်တော်တို့များများလေ့လာထားဖို့လိုပါတယ် Thank you so much